Okay ဒါကကျွန်တော်ဒီနေ့ကဟိုပါမှာ blog မှာ internet test တွေပါလာတယ် internet test တွေပါလာတယ်ဆိုတော့သူ site page စစ်တဲ့ချိန်ကြာလို့ရှိရင်ကျွန်တော်ဒါမှမဟုတ် check လာတဲ့ချိန်ကြာလို့ရှိရင်ကျွန်တော်ဒီ internet နဲ့ကြည့်ပြီးတော့ပြီးနိုင်တယ်အဲ့တော့ကျွန်တော် internet မှာ humanity point ရအောင်လုပ်ကြမယ်ပြီးရင်အရင်ဒီမဲရမယ်အရင်ဒီမဲရမယ်ဆိုတော့ကျွန်တော်စလုပ်တဲ့လူဆို humanity point က0ဖြစ်နေမှာ0ဖြစ်နေမှာဆိုတော့ကျွန်တော်ဒီမှာကျွန်တော် website နှစ်ခုရှိတယ် website နှစ်ခုတကယ်တော့ internet ထဲမှာပဲပေါ့နှစ်နေရာရှိတယ်အဲ့နှစ်နေရာမှာကျွန်တော်ပြီးရင်အောက်မှာ link 1နဲ့ link 2ဆိုပြီးထည့်ထားပေးမယ်ထားပေးမယ်ဆိုတော့ကျွန်တော်ဒီ link 1ကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ page ကိုရောက်သွားမယ်ပေါ့ဒီ page ကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့ကစလုံးမှာလို့0ဖြစ်နေမှာအဲ့ဒီမှာအနည်းဆုံး30နဲ့အထက်100ကျော်ရင်ပိုကောင်းတယ်အဲ့လိုမျိုးရှိထားတဲ့ဆိုတော့ကျွန်တော်ဒီဟာကိုဘယ်လိုလုပ်လို့ရလဲဆိုတော့တော့ဒီမှာ Discord account ချိန်ရင်3 point ရမယ် Google ချိန်ရင်3 point ရမယ် Fastcaster ရှိရင်လည်းချိန်လို့ရတယ်ကိုက string ဆော့ရလို့ဆိုရင်လည်း string ချိန်ပြီးတော့30ရှာလို့ရတယ် GitHub ဆိုရင်10 point ရတယ် Twitter ဆို3 point ပဲရတယ်တော်တော်များများကကျွန်တော် string game ဆော့တာနည်းတယ်ပြီးတော့ Fastcaster ကလည်းတိတ်မသုံးကြဘူး GitHub ကလည်း suspend ဖြစ်နေတဲ့လူကများတယ်အဲ့တော့ချိန်ကြမှာဆိုလို့ Discord ရယ် Google ရယ် Twitter ရယ်ပဲရှိတယ်အဲ့တော့3ခုပေါင်းမှကျွန်တော်တို့9 point ပဲရမှာဆိုတိတ်ပြီးတော့မလုံလောက်ဘူးပေါ့မလုံလောက်လို့ရှင်ကျွန်တော်ဒီအောက်ထဲမှာကျွန်တော်တို့ဒီ BABD ပေါ့ Binance account bound token ကိုမင်းလို့ရှင်$2လောက်ကုန်တယ်$2လောက်ကုန်တယ်အဲ့ဒါကိုမင်းလည်းရတယ်သူက point 30ရမယ် point 30ရမယ်ဆိုလို့ရှင်ကျွန်တော်တို့ကအဲ့ဒါကိုလည်းလုပ်လို့ရတယ်အဲ့ဒါကိုမလုပ်ဘဲနဲ့အကောင်းဆုံးတော့ကျွန်တော်ဒီမှာ Binance KYC ZK ပတ်နဲ့ကိုမှBinance KYC အောင်ထားပြီးသားရှိရဆိုချိန်လိုက်လို့ရှင်ကျွန်တော် point 100ရမယ်ကျွန်တော်ကိုမှ Binance ရှိတယ်ဆို Binance ထပ်ချိန်လည်းရတယ်နောက်ထပ်100ထပ်ရမယ်ဒီလိုမျိုးတွေပေါ့ကျွန်တော်ဒီမှာ privacy ကျွန်တော်တင်ပေးထားတဲ့ project privacy ကိုလောက်ထားတယ်ဆိုလို့ရှင် privacy NFT ရှိလို့ရှင်တော့ဘာမှလုပ်ရမလို့တော့100ထပ်ရတယ်100တန်းရတယ်အဲ့တော့ကျွန်တော်ဒါကိုဘယ်လိုလုပ်ရမလဲဆိုတော့အရင်ဆုံးဒီမှာ extension တစ်ခုအရင် down ရမယ်ဒီ ZK pass ဆိုတဲ့ extension တစ်ခု down ရမယ်ကျွန်တော်ပြီးရင်အောက်မှာလည်း link ထည့်ပေးထားမယ်ဒီမှာ ZK pass ဆိုတဲ့ extension ကိုအရင် down မယ် down ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်ခုနဒီ page ကိုပဲပြန်လာမယ်လာပြီးသွားပြီဆိုလို့ရှင်ကျွန်တော်ကတော့ Binance နဲ့ချိန်ပြီးသွားပြီဆိုတော့ Binance နဲ့ပဲအဆန်းပြလိုက်မယ် Binance မှာကျွန်တော်တို့ဒီမှာ connect နှိပ်မယ်ဒီမှာလည်း connect ပဲထပ်နှိပ်မယ်တော့ဒါဆိုလို့ရှင် auto တော့ Binance login page တွေကိုရောက်သွားလိမ့်မယ်ရောက်သွားလို့ရှင်ကျွန်တော်ဒီဘက်မှာတစ်ချက်ကြည့်လိုက်ဒါကျွန်တော်ကောင်ပြောက်သွားပြီအဲ့လိုမျိုးဖြစ်တတ်တယ်ဒီနားမှာဇက်ကပတ်ကြီးမပေါ်တော့အခုမှပြန်ပေါ်လာတယ်မပေါ်တော့ဆိုရင်ကျွန်တော်ဒီကောင်ပြန်ဖြတ်လိုက်ဟိုထဲမှာအစကနေပြီးတော့ကျွန်တော် connect ပြန်ထုတ်လိုက်ပေါ်လိမ့်မယ်ကိစ္စမရှိဘူးဒီမှာကျွန်တော်ဒီကောင်ကိုစတာနှိပ်လိုက်စတာနှိပ်ယူရပြီဆိုလို့ရှင်ကျွန်တော်ဒီမှာ login ဝင်ပေးလိုက်စတာမနှိပ်ပဲသူကဆို auto run နေဆိုရင်လည်းကျွန်တော် login တန်းဝင်လိုက်ရုံပဲ login ဝင်လိုက်login ဝင်လို့ရှိရင်ကျွန်တော်ဒီ email နဲ့ password ပေါ့ရှိမယ်ပြီးသွားလို့ရှိရင်ကို2 step ခန်းထားတယ်2 step ဒီမှာဖြည့်ပြီးလိုက်အထဲရောက်သွားမယ်ကျွန်တော်အကောင့်ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ဒီ ZK ပတ်ကပုံစံပြောင်းသွားလိမ့်မယ်ပုံစံပြောင်းသွားမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်လို့ရှိရင်ဒီထဲကိုပြန်လာလို့ရတယ်ဒီထဲကိုပြန်လာလို့ရှိရင် auto connect ဖြစ်နေလိမ့်မယ်အဲ့ဒါဆိုပြီးသွားပြီ point 100ဆို100ကချက်ချင်းတက်လာလိမ့်မယ်ချက်ချင်းတက်လာမယ်ဆိုလို့ရှိရင်ရပြီကျွန်တော်ဒီမှာ point 100ရပြီဆိုရင်ကျွန်တော်ဒီမှာ humanity plus ဆိုတာကိုမင်းလို့ရပြီကျွန်တော်ဒီမှာမင်းလို့ရကျွန်တော်မင်းမိသားဖြစ်နေလို့ပေါ့ကျွန်တော်ကိုကြိုက်တဲ့ချိန်ကမင်းလို့ရတယ်ဘေးရမင်းမလားတန်နဲ့မင်းမလားဆလာနာနဲ့မင်းမလားငုံနဲ့ကြည့်ရလို့မရပါဘူးကျွန်တော်ဒီမှာကိုကြိုက်တာနဲ့မင်းလို့ရတယ်သူက$4ကုန်$4ပုံမှန်အတိုင်းမင်း$4ပေါ့ကျွန်တော်ဒီမှာကုတ်ထည့်ပေးထားတယ်ဒီကုတ်နဲ့မင်းမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့မင်းတဲ့နေရာမှာဒီကုတ်လေးထည့်ပေးလိုက်မယ်ဆိုရင်$3ပဲကုန်$3ပဲကုန်$1တက်တာပေါ့โอเคမင်းပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာနောက်ထပ် link 2ပေါ့ link 2လို့ပဲကျွန်တော်ပြောလိုက်မယ် link 2မှာကျွန်တော်တက်တွေရှိမယ်တက်တွေကထွေထူးတက်တွေတော့မဟုတ်ဘူးကျွန်တော်ပုံမှန်လုပ်နေကြ classy တက်တွေလို့ပဲဒီမှာဆိုရင် social တက်တွေမှာ follow လုပ်ပေးရတာတို့ဘာတို့ဒီလိုတက်တွေပဲရှိတာပါဒီလိုတက်တွေပဲရှိတော့အဲ့မှာကျွန်တော်ဒီမှာလေခုနဒီရောက်ထဲမှာကိုကထားပါတော့ Binance ဒါမှမဟုတ် Binance နဲ့ကျွန်တော်ဒီ point ယူလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတက်ပါတစ်ခါလေးလုပ်လို့ရပါတယ်ဒီမှာ KYC အဲ့ဒီကတော့တိုင်းနေတယ်
တစ်ခုပြီးရင်ရတယ်ကျွန်တော်ဒီမှာ Binance နဲ့ complete ဖြစ်လိုက်တယ် Binance နဲ့ complete ဖြစ်လိုက်တယ်ဆိုတော့ရသွားပြီအဲ့မှာကိုက Binance နဲ့တုံးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ Binance မှာသွားပြီး verify လိုက်ဒါဆိုရင်ရပါပြီ coin ပေးလည်းရတယ် OK လည်းရတယ်အလုံး၄ခုရှိတယ်ကျွန်တော်ကတော့ Binance နဲ့ပဲ complete ဖြစ်အောင်လုပ်လိုက်တယ်အပေါ်ကတက်တွေကတော့ဒါတွေပါပဲကျွန်တော်ဒီနေရာမှာနောက်တစ်ခုပြောချင်တာကကျွန်တော် ZK ဘတ်ထဲကိုကျွန်တော်တစ်ချက်သွားပေးမယ် ZK ဘတ် Okay ဒီမှာ ZK ဘတ်ထဲကိုသွားလိုက်တယ် attention တောင်းပြီးတော့ကျွန်တော်သူ့ website ထဲကိုသွားလိုက်တယ်ဆိုရင်ကျွန်တော်ချိတ်ရမယ့် wallet ကကျွန်တော်ဒီထဲမှာ wallet ချိတ်ရတယ်ဒီ wallet ချိတ်လိုက်ရတဲ့ wallet ကဒီမှာ corner wallet ဆိုပြီးရှိရလေဒီ corner wallet ဆိုပြီးရှိရအဲ့ corner wallet မှာချိတ်ရမယ့် wallet ကကို internet ကိုလောက်ထားတဲ့ wallet နဲ့ချိတ်ရမှာဒီမှာကျွန်တော်ဒီနေရာမှာ internet လောက်ထားတဲ့ wallet နဲ့ချိတ်ရမှာဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ account ကိုဖွင့်ထားတဲ့ primary wallet ရှိမယ်ဒီမှာ eBuya နဲ့ primary wallet ဆိုဒီကောင်ပေါ့ဒီကောင်နဲ့ဒီ ZK ဘတ်မှာချိတ်ပြီးတော့မှကျွန်တော်ခုနဒီတက်တွေကိုတွားလုပ်မယ်အားဆိုရင်ရပြီအားဆိုရင်ကျွန်တော် humanity ကအကုန်ပြီးသွားပြီ